YouTube channel တစ်ခုကိုရိုးလေးဖွင့်လိုက်ဖို့ကအရန်လွယ်ပါတယ်ဒါပေမဲ့ကြီးတဲ့သူယုံကြည်ပြီးဝင်ဝင်မြန်ရဖို့ကအစကတည်းက pro ကြကြဖွင့်ဖို့လိုပါတယ်ဒီနေ့မှာတော့ AI tools တွေအကူအညီနဲ့ဘယ်သူမှမဆိုအလွယ်တကူလုပ်နိုင်မဲ့3မိနစ်စာအထီရောက်ဆုံး channel setting ချနည်းကိုပြပေးသွားမှာပါပထမဆုံးအနေနဲ့ Yo personal account နဲ့လုံးဝမဖွင့်ပါနဲ့ brand account ကိုပဲတီးတန့်ရွေးပြီးဖွင့်ပေးပါဒါမှနောက်ပိုင်းအလုပ်လုပ်ရတာပိုအဆင်ပြေမှာပါအဲ့လိုဖွင့်တဲ့အခါ channel နာမည်အပြင် YouTube handle ကိုပါတခြားရွေးပေးပါ handle ရှင်းလင်းပြီးမှတ်ရလွယ်လေလူတွေရှာတွေ့ဖို့ပိုလွယ်လေပါပဲဒုတိယအဆင့်ကတော့စိုင်ငန်းပြင်တာပါ logo နဲ့ banner ကိုကိုယ်တိုင်ဆွဲမနေပါနဲ့ Canva AI လို့အခမဲ့ tool တွေသုံးပြီးမိနစ်ပိုင်းတန်းကအလွယ်တကူဖန်တီးလိုက်ပါ channel description နေရာမှာလည်းကိုယ်တိုင်စဉ်းစားမနေပဲ ChatGPT ကိုခိုင်းလိုက်ပါထွက်လာတဲ့စာကိုကူးထည့်လိုက်ရုံနဲ့ algorithm ကသင်ကိုတည်သွားပါလိမ့်မယ်တတိယအဆင့်က show word setting တွေပါမြန်မာကနေငွေရှာခွင့်တိုက်ရိုက်မရသေးလို့ visit info က country နေရာမှာ US ဒါမှမဟုတ် Singapore ကိုရွှေ့ပေးပါပြီးရင် feature eligibility ကိုတွားပြီးဖုန်းနံပါတ်အရင် verify လုပ်ပါဒါမှလူတွေနှိပ်ကြည့်ချင်လာမဲ့ thumbnail ပုံလှလှလေးတွေတင်ခွင့်ရမှာဖြစ်ပါတယ်နောက်အရေးကြီးဆုံးက channel keywords ပါကိုယ့်ဗီဒီယိုကိုဘယ်သူတွေကြည့်ရမလဲဆိုတာ YouTube သိအောင် setting မှာ keyword တွေအတိအကျထည့်ပေးပါစတုတ္ထအချက်က upload default ပါဗီဒီယိုတင်တိုင်းထပ်ရေးစရာမလိုပဲအချိန်သက်သာအောင်ကိုယ့်ရဲ့ link တွေကိုအမြဲတမ်းပုံတွေကြိုထည့်ထားလို့ရပါတယ်အထူးသဖြင့်ကိုယ့်ရဲ့ Facebook page link တွေ affiliate link တွေကိုတခါတည်းထည့်ထားပါဒါဆိုဗီဒီယိုတင်တိုင်း10မိနစ်လောက်အချိန်ပိုရသွားပါလိမ့်မယ်ပြင်စမအချက်က subscribers တိုးစေမဲ့ branding watermark ပါ customization ကနေတဆင့် subscribe ပုံလေးကိုဗီဒီယိုတောက်မှာမဖြစ်မနေထည့်ပေးပါဒီလိုထည့်ထားခြင်းအပြင်လူတွေဗီဒီယိုကြည့်နေရင်မတိမတာနှိပ်မိသွားစေပြီးတင့် channel ရဲ့ subscriber တက်နှုန်းကိုတိတိတတာမြန်စေပါတယ်စာရမအချက်ကပရိသတ်ကိုဆွဲခေါ်မဲ့ profile links ပါ channel ရဲ့ basic info တွေက link ဆိုတဲ့နေရာမှာတင်းရဲ့တခြား social media တွေကိုထည့်ပါဒီကနေတဆင့် Facebook page နဲ့ Telegram group တွေစီလမ်းကြောင်းလွှဲပေးပြီး YouTube ကနေနောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်တွေတိစောက်လို့ရပါတယ်နောက်ဆုံးချက်ကအရေးဆိုလုံခြုံရေးပါစ조사ပြီးလုပ်ထားတဲ့ကိုယ့် channel ကြီး hack မခံရဖို့အတွက် two step verification ကိုဖွင့်ပါဒါကိုမဖွင့်ထားဘူးဆိုရင်နောက်ပိုင်းသင် channel က subscriber တွေပြည့်သွားရင်တော့မှYouTube monetization ကိုရှောက်လို့လုံးဝမရနိုင်ပါဘူး။ဒါကြောင့်အကောင့်ဖွင့်ပြီးတာနဲ့ security setting ကိုတွားပြီးဖုန်းနံပါတ်သို့မဟုတ် authenticator app နဲ့ချိတ်ဆက်ပြီးလုံခြုံရေးအပြည့်ယူထားပါ။ဒီအချက်ခဏချက်ကိုသေချာလုပ်ပြီးပြီဆိုရင်တော့သင် channel ဟာ pro တယောက်လို့စနစ်တကျနဲ့ဝင်ငွေရှာဖို့တော့ရာနှုန်းပြီးအဆင်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့ channel ဖွင့်ပြီးတာနဲ့မပြီးသေးပါဘူး။ပထမဆုံးဗီဒီယိုကိုဘယ်လိုတင်ရမလဲဆိုတာကလည်းအများကြီးစကားပြောပါသေးတယ်။ဒီလောက်ဆိုသင် channel က project ကြအလုပ်လုပ်ဖို့အဆင်သင့်ပါပဲ။နောက်ဗီဒီယိုမှာ channel အသစ်ဆောင်ရန်ရှောင်းရန်တွေပြောပြမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။